အင်္ဂုလိန်စိန်စသစ္စကံနန္ဒောပနန္ဒဗျမင်စဇယောဟောတုတတောမရှံနေထိုင်တော်မူရာမှာယမတရားနတ်အများတို့ဟာဗုဒ္ဓဘုရားရှင်ထံဥခိုက်ရောက်ရှိနေကြတဲ့အချိန်ဖြစ်ပါတယ်။ဟောခြင်းရာကိုမနမင်းသိမြင်လေရာဤသံဘုရားရှင်ကြီးကိုတတ်တော်စုကားဤမိကလာတုံးလုံးကြီးစင်တော်ကြီးနတ်စစ်တီတွေကိုတတ်မတော်ကြီးဖန်တီးလိုက်ပါတယ်။အဲ့ဒီနတ်စစ်တီတတ်မတော်ကြီးဟာဆိုရင်ရှေ့က12ယူဇနာလက်ဝဲလက်ရာ12ယူဇနာစီအထက်9ယူဇနာနဲ့နောက်မှနတ်စစ်တီများဟာစัจ java လာတိုင်းကြည့်အောင်ဖြစ်ပါတယ်။နတ်စစ်တီတတ်မတော်ကြီးကိုလက်နဲ့မျိုးစုံကိုင်းဆောင်စေပြီးမနတ်ကိုယ်တိုင်ကတောင်းလောက်ကြီးတဲ့ဒီဒီမေခလာစင်ကြီးကိုပြီးဘုံမှာလဲလက်ယုံပေါင်းတစ်ထောင်ဖန်ဆင်းပြီးလက်နဲ့မျိုးစုံကင်ထားပါတယ်။မနတ်စစ်တီတွေရဲ့ကြွေးကြော်သံကြီးများဟာဆိုရင်ဟေးဖိုင်ရလို့သိတတ်တာကိုဖိုင်ရလို့သိတတ်တာကိုပြစ်ခတ်တိုက်ကြကြပါလားမလီမောကဘုံဘုံပြကြသိတတ်တာကိုမကြောက်ကြလေတိုက်ကြတိုက်ကြWow!
လိုကြွေးကြော်သံတွေဟာယူဇနာတစ်ထောင်ငါတောင်ကြားရပါတယ်။ကြားမင်းတောင်ဖိမ့်မိန်တုံအောင်ကြောက်လန့်ပြီးထွက်ပြေးသွားခဲ့ရပါတယ်။ဘုရားဖရာရဲ့သာသနာပြုလုပ်ငန်းမအောင်မြင်အောင်တိုက်ခိုက်ကြပြီလေ။မဟာကရုဏာတော်ရှင်မြတ်ဖရာကတော့တပါးတဲ့နဲ့မတုံ့လှုပ်ပဲမေတ္တာတရားကိုသာပွားများပြီးနေတဲ့အခါမှာမနတ်ရဲ့စစ်လက်နဲ့တေဟာအရာမရောက်ပဲရှိနေပါတော့တယ်။မြတ်ဖရာကမိမိရဲ့ကုသိုလ်ပါရမီကိုသာအကာအကွယ်ပြုလို့မနတ်ကိုခုလိုညွှတ်ဆိုပါတယ်။မနတ်ငါသည်ဝိနည်းတတ္တဝါအပေါင်းတို့ကိုအိုနာသေးပေးစိုးကြီးတို့မှကဲတင်မည်။ဤသို့ကဲတင်နိုင်အောင်သဗ္ဗညုတဉာဏ်ကိုရောက်အောင်လုပ်ခြင်းဖြစ်သည်။ငါပါရမီကိုဖြိုမရပါ။ငါပါရမီကုသိုလ်တို့ကိုသင်မယုံလျင်သက်တည်ပြုလို့ဆိုပြီး2,400,000အခုရှိတဲ့မဟာပထဝီမြေကြီးကိုသက်တည်ပြုလိုက်ပါတယ်။အဲဒီအခါမှာမဟာပထဝီမြေကြီးဟာအိုးရင်းစက်ကဲ့သို့တွတ်ခါလာပြီးပြင်းထန်ဆူးကြတဲ့ဆန်ကြီးတွေမြည်ကြီးလာပြီးတော့စัจ java လာတစ်ခုလုံးပဲ့တယ်ရိုက်ခတ်သွားပါတော့တယ်ရှင်။ဒီခါမှာမနတ်နဲ့တကွစစ်တီတွေအားလုံးထွက်ပြေးကြလို့ဗုဒ္ဓဘုရားရှင်ရဲ့မဟာကရုဏာတော်နဲ့မနတ်ကိုအောင်ပွဲဆင်နိုင်ခြင်းဖြစ်ပါတော့တယ်ရှင်ဗုဒ္ဓဘုရားသခင်လေးအာလဝီပြည်တို့မြတ်ကြွတော်မူရာအာလဝကနဘလူကိုချွတ်ရန်ရည်ရွယ်ရာမေတ္တာရှင်မအာလဝီပြည်ကိုနီညောင်မင်းကြီးမှာနဘလူဘုံမိမ့်မှန်ကြီးရာမြတ်ဗုဒ္ဓကြွခြင်းတွင်အာလဝကနဘလူဤမဝန္တမနတ်သဘင်စင်လာမနီခရီးဝေးစီဝေးနေလေရာအာလဝကဗိမာန်တွင်ကြွားလှမ်းဝင်ကယရနာပလင်လက်ပေါ်သရင်သုံးတော်မူရာအာလဝကဗိမာန်တွင်ကြွားလှမ်းဝင်ကယရနာပလင်လက်ပေါ်သရင်သုံးတော်မူရာရွှေစင်ရောင်ဤဝေကိုမြူတော်ရာသူတွေ့တလားဦးမြော်ကြည်ညိုဘလူးကျွေရအပေါင်းတွေမှာဘုရားမြတ်စွာဟောကြားမြတ်တရားကောင်းကြီးအားပေးလို့နာကြားရာဂဒေါသမောဟကင်းအမောင်လင်းဆောင်ရာကျမတို့ရဲ့ဗုဒ္ဓမြတ်ဖရာသာဝတိမြို့မှာ36မိန်ကျော်ဝေးတဲ့အာလဝီပြည်ကအာလဝကနဘလူကိုချွတ်ရန်အတွက်ကြွမြန်းတော်မူခဲ့ပါတယ်။အာလဝီပြည်အနီးတကာဝခံဝေးတဲ့အရက်မှာရှိတဲ့ညောင်မင်းကြီးတပင်မှာအာလဝကနဘလူရဲ့ဘုံဗိမာန်ရှိပါတယ်။ဘုရားကြွရောက်တဲ့အချိန်မှာဆိုရင်အာလဝကနဘလူကြီးဟာကိမဝန္တာနတ်တပင်အစည်းအဝေးတက်ရောက်နေခြင်းဖြစ်လို့ဘုရားရှင်ဟာဘုံဗိမာန်အတွင်းဝင်ပြီးအာလဝကထိုင်တဲ့ယရနာပလင်တက်ပေါ်မှာသတင်းသုံးတော်မူလို့ရွှေရောင်အဆင်းရှိတဲ့ရောင်ကြီးတော်တွေတဝင်းဝင်းတလျက်လျက်ကွမြူးတော်မူနေလို့အာလဝကရဲ့မောင်းမချွေရန်ပေါင်းဟာဖျားကိုရှ िख ိုးဝိုင်းရံနေကြပါတယ်။ကြီးညိုဝဲကောင်းတဲ့ဗုဒ္ဓရဲ့အသေးတော်ကိုဖူးမြော်ကြရင်တရားတော်ကိုနာယူကြရပါတယ်။ယာကဒေါသမောဟအမှောင်တို့နဲ့အတန်လုံးဖုံးအုပ်ညစ်သေးခဲ့တဲ့အာလဝကရဲ့ဗိမာန်ကိုဗုဒ္ဓရဲ့တရေတော်ဗုဒ္ဓရဲ့တာယာနာပြောဝဲကောင်းတဲ့ဓမ္မအတန်မောင်းမအပေါင်းတို့ရဲ့ကြည်နူးမဆုံးပီတိဖုံးတဲ့
ကောင်းကြီးဩဘာသာတို့ဟာစေးကြောတန့်ဆင်လိုက်တယ်လို့အတိုင်းမသိသောအသေးကိုဆောင်းပြီးဗိမာန်ကြီးဟာဝင့်ကြွားထဲဝါသွားပါတော့တယ်အဲ့ဒီအချိန်မှာအာလာဝကနတ်ဘလူးကြီးရောက်လာလို့ရမ်းမုံမိကြဒေါသကြီးစွာနဲ့ငါ့ကိုမိတ်တယ်ဘယ်တော့ရဟန်းသူ့ကျော်စော်ကဝဲဝီဒီငါဤဝဲပြူလက်နဲ့မျိုးလုံးဖြစ်ပြစ်ခတ်လိုက်မယ်မရတာလမ်းတော့မြဲရလားအဲ့ဒီလိုလက်နဲ့ပေါင်းစုံနဲ့အာလာကပြစ်ခတ်တိုက်ခိုက်ပြီးညီသူဦးတယောက်မှလိုက်ပါစေတည်းလို့ဘုရားကအဋ္ဌာပြုလို့အားလုံးဖြစ်ကြပါဦးရှင်ဒီအခါအာလာဝကဘလူးကပိုယဟန်အပြင်ထွက်လို့သုံးချိန်သုံးကအမိန့်ပေးတဲ့အခါမှာဘုရားကဖတ်ပြပေးမယ်ဘုရားကိုတစုံတရာအာဏာရမပြုတ်နိုင်ခဲ့ပါဘူးအာလာဝကရဲ့အလိုကိုလိုက်အကြိုက်ကိုဆောင်ပြီးမဟာဂယုဏမေတ္တာတော်ရှင်မြတ်ဘုရားကစိတ်ဓာတ်ကိုနူးညံ့အောင်ဓမ္မကြော့ကွင်းထဲကိုတင်သွင်းလိုက်ပါတယ်အာလာဝကမေးတဲ့ပု္ပ္ပာတွေကိုလည်းဖြေချပြီးစိုးဝါတဲ့အာလာဝကကိုနူးညံ့ကောင်းမွန်သူတစ်ယောက်အဖြစ်ခံယူစေခဲ့ပါတော့တယ်တစ်ချိန်ကအာလာဝကထံကိုဘယင်ကပွဲတော်တအုပ်အကျဉ်းသားတစ်ယောက်ပို့ဆက်ရပြီးအကျဉ်းသားရောကလေးပါရှာမရတဲ့အခါမှာမိမိရဲ့သားကိုပင်မိဖုရားရဲ့လက်ကအတင်းလူယူပြီးပို့ဆက်ရတဲ့အထိကြုံခဲ့ရရှာတဲ့ဘယင်မှာလဲခုတော့လိမ္မာရင်ကြီးသွားပြီဖြစ်တဲ့အာလာဝကထံပို့ဆက်ဖို့တာဝန်ကြီးလဲအင်းငိမ့်သွားရပါပြီစိတ်ရွှေမစင်ပဲအင်းကြီးဆင်ထားတဲ့သူတို့ရဲ့အလှဟာတဘာဝကြလှပါပြီခညာတီကြီးလှပါပြီတော့တယ်ရှင်လူစိတ်ကွာသူစိတ်မှာကြံတာအကျဉ်းအကင်းကွာတောင်းနေလူခဝင်းတို့မှာမြေမုရာကိုဝေကြသူအပေါင်းတို့မှာသောကတွေပွားမိစ္ဆာရိတ်တိယူဝင်တွေမဝမ်းမြောက်ဝမ်းသာရှိကြတာသုံးလူသွတ်တဲ့ရှင်တော်မြတ်ကိုသာ
ဟာဖျားကိုသတ်ဖြတ်ဖို့အတွက်တစ်မျိုးကြံပြန်တော့တယ်သူကြံပုံကလူတွေကတော့ဘောရမဖျားကိုတတ်နိုင်ကြမှာမဟုတ်ဘူးတိရစ္ဆာန်ရိုင်းများကသာဖျားကိုတတ်နိုင်စရာရှိတယ်လို့ညံထုတ်ပြီးသူ့တပည့်ဖြစ်တဲ့အဇာရတမင်းထံမှာနာလာဂီရိအမည်ရှိတဲ့ဆင်ကြီးကိုတောင်းလို့တနေ့အရက်ရှိအိုးတောက်တဲ့နာလာဂီရိဆင်ကြီးကိုဖျားရှင်ကိုဆင်နဲ့ထိုးတတ်မဲ့နေ့မှာအရက်16အိုးတိုက်ဖို့ဒီရက်ကစင်သိန်းတွေကိုအမိန့်ပေးပါတော့တယ်။ရာဇဂျိုတစ်မျိုးလုံးဟာအဲ့ဒီသတင်းကြောင့်အုပ်အော်တောင်းလဲဖြစ်နေကြပါတယ်။လူတွေအပြင်မထွက်ကြနဲ့။နောက်နေ့မှာဂေါရမဘုရားကိုနာလာဂိရိစင်ချမ်းကြီးနဲ့တိတ်တတ်တော့မယ်လို့ကြေညာထားတယ်။မိမိတို့ဆရာမြတ်စွာဘုရားရဲ့စွမ်းရည်ကိုကောင်းကောင်းမသိကြသူများကတော့နတ်ဖန်ဘုရားရှင်စွန့်ကံထွက်စေခြင်းဘူးပေါ့။သို့တော်လည်းမြတ်ဗုဒ္ဓကအမှုမထားပဲရာဇဂိုတဝိုက်မှာရှိတဲ့ကျောင်းတိုက်ကြီး18တိုက်ကသံဃာကုံမြတ်စွာဘုရားနောက်ကစွန့်ကံလိုက်ကြရမယ်လို့အမိန့်တော်ထုတ်လိုက်ပါတော့တယ်။နာလာဂိရိရှင်ကိုချွတ်ထုတ်လို့လွတ်တဲ့အခါစင်ကြမ်းကြီးမှာစိတ်ရိုင်းနာကဒေါသနဲ့အရက်ရှိပုံတွေ့သမျှကိုရန်ရှာသားတဲ့မတိတူပြေးကလိုက်လေတာအလေးကိုမြေပါချကိုလွတ်ရှောင်ရဘုရားမြတ်စွာတရားပြကမမောရအောင်တားလေရအောင်စင်မိတ်ကြီးဒုတုရှာမေတ္တာတရားပွားရေမလေးရတတရားအောင်ခြင်းဖြစ်လေတာနောက်တစ်နေ့နန်းနဲ့ဆွမ်းကံဝင်ချိန်မှာဖယားနဲ့စင်မိုက်ကြီးစစ်ထိုးပွဲကိုလူအများကစိတ်ဝင်စားလာကြတယ်ဗုဒ္ဓဘာသာတွေကစိတ်ကူးသူကဘူးလို့မြတ်စွာဘုရားရဲ့စွမ်းရည်ပေါ်ယုံကြည်သူများကတော့မြတ်ဗုဒ္ဓအောင်ပွဲတစ်ချိန်ရပေဦးတော်မယ်လို့နှစ်သက်ဝမ်းမြောက်စွာကြိုးဆိုနေကြသလိုမိစ္ဆာဒိဋ္ဌိလူနဲ့လူနည်းစုတွေကတော့နတ်ဖန်ဂေါရမယဟန်တော်ဆင်နင်းလို့ခေါင်းပြားတော့မယ်လို့ဝန်တာနေကြပါတော့တယ်နောက်တစ်နေ့နန်းနဲ့ဆွမ်းကံဝင်ချိန်မှာတော့ရာဇဂိုမြို့ထဲမှာရှိတဲ့အင်ကောင်မိုးများအပေါ်မှာဆိုရင်လူတွေဝေးဝေးလှုပ်နေတာပေါ့အဲ့ဒီအချိန်မှာပဲမြတ်စွာဘုရားနဲ့တန်ဃာတော်တွေလည်းဆွမ်းကံကြွလာရောဒေဝရရဲ့အစီအစဉ်လုပ်ထားတဲ့အတိုင်းစင်သိန်းကနာလာဂိရိစင်ကြီးကိုအရက်မူးအောင်တိုက်ပြီးစင်ကြီးကိုပိုးပြီးစိတ်ဆိုးအောင်ချွန်းနဲ့ဆွလို့ဘုရားရှင်နဲ့မျက်နှာချင်းဆိုင်လွတ်ပေးလိုက်တဲ့အခါစင်ကြီးဟာစိတ်မှန်ထပြီးဘုရားစီကိုအော်ပြပြေးမှာစင်ကြီးဟာဘုရားရင်စီမရောက်ခင်သားတဲ့အမေတူတောက်တာကြားပြေးရလိုက်ထိုးတော့တာပေါ့မိခင်လည်းကလေးကိုမြေပေါ်ချပြီးကိုလွတ်ပြေးတဲ့အချိန်မှာစင်ကြီးကငိုးနေတဲ့ကလေးကိုနင်းတပ်ဖို့ပြေးသွားမြတ်စွာဘုရားကမေတ္တာလိမ့်၍အေးငြိမ်းသောအတန်တော်နဲ့ချစ်သားနာလာဂီရီတင့်လူများကငါ့ကိုထိုးတတ်ရန်တင့်ကိုလွတ်လိုက်ခြင်းဖြစ်သည်ကလေးငယ်ကိုဘေးမပြုပါနဲ့ငါဘုရားစီအရောက်လာခဲ့ဆိုပြီးမေတ္တာရက်တွေလွတ်လိုက်တော့စင်ကြီးဟာမြတ်စွာဘုရားရဲ့ရှေ့မှာပစစ်တုပ်ဝတ်ချလိုက်ပါတော့တယ်လူတို့ပြည်သက်တွေဟာအသက်တောင်ရှူဖို့မိနေကြတယ်လားပါပဲမြတ်ဗုဒ္ဓကိုအယုအသေးပြုတ်နေတဲ့စင်ကြီးကိုလည်းမအံ့ဩပဲမနေနိုင်တော့အောင်ရှိနေကြရပါတယ်ဖခင်ကစင်ကြီးရဲ့ဥကင်းကိုကြောင်လေးပမာကင်တွယ်သုံးသပ်ပြီးမာဂထဘာသာနဲ့တရားဟောတော်မူပါတယ်ချစ်သားနာလာဂီရီငါဖခင်ကိုမပြစ်မှားနဲ့မူးရစ်မိုင်မဲခြင်းလည်းမရှိနဲ့ဤသို့ဆိုရင်သင်ဟာကောင်းရာဘဝကိုရောက်ပါလိမ့်မယ်လို့ဟောတော်မူတယ်မကြုံစဘူးထူးခဲ့တဲ့အဖြစ်ကိုမြင်ကြရလို့ကြီးညိုစိတ်တွေပွားများကြပြီးကိုမာပါလာကြတဲ့ယရနာစင်ရွှေငွေတွေကိုချွတ်ပြီးစင်ကြီးရဲ့ကိုယ်ပေါ်ကိုတင်ကြကဂုဏ်ပြုကြပါတော့တယ်စင်ကြီးဟာဘုရားရဲ့ခြေတော်အောက်ကမြူးမုံတွေလိုသူ့ခေါင်းပေါ်ကိုယူကျဲပြီးနောက်ဆုတ်လို့ပြန်သွားပါတော့တယ်မေတ္တာတန်းကြောင့်အရက်သမားစင်စိုးကြီးကိုစင်လိမ္မာသူတော်ကောင်းကြီးဖြစ်စေပါတော့တယ်ရှင်
ပြုမရှိပါလားအင်္ဂုလိမာလာလို့ဟောဆိုကြပြန်တာခိလံပြည်သူတွေအများရွာရင်းပြပြပြည့်ရှင်မင်းထံပြည့်အော်လျှောက်ပြန်တာကတ်တော်ကိုဆင်ဘယင်မင်းကဖန်စီခိုင်းရမွေးမိမာတာပုံနေမမှာတာမောင်လူစုအတွက်ရရမီပွားကညေတော်မရှာတာမောင်လူလေဝေးရကိုပြေးလေတော့လို့ကြွေးစေအခါအဟိတကတာမိုက်မှာဓာထောင်းလို့တအားပင်လိုက်တော့တာကောသလမင်းကြီးရဲ့ပရောဟိတ်နဲ့ဇနီးမန္တာနိပုံနေမတို့ကအဟိတကဆိုသူကိုပွားမြင်ခဲ့ပါတယ်သူ့ကိုမွေးစဉ်ကတိုင်းဒီလုံးမှာရှိတဲ့လက်နက်တွေဟာတပြောင်ပြောင်တောက်လို့ဖခင်ပယောဟိကသူ့သားအဟိတကကိုလူဆိုးပြစ်လိမ့်မယ်လို့နမိတ်ဖတ်ခဲ့ပါတယ်အရွယ်ရောက်တော့တက္ကသိုလ်ဆရာကြီးထံမှာပညာသွားရောက်သင်စေတဲ့အခါမှာဆရာကြီးကအလွန်အရေးပေးတဲ့အတွက်တခြားတပည့်တွေကမလိုဖြစ်ကြပြီးဆရာတော်နဲ့မောက်မှားနေတယ်လို့ဘုံကျော်စကားပြောကြပြီးမြဲဆရာကြီးကအစမှာတော့မယုံကြည်ပေမဲ့လို့ပြောပါများတော့ယုံကြည်လာပြီးအမောင်အဟိတကအမောင်ပညာတတ်ပြီးဒါကြောင့်ဆရာကိုပူဇော်ဖို့လက်ချောင်းတစ်ထောင်ရှာခဲ့ပါလို့ပြောတယ်။သူဟာဆရာစကားကိုနားထောင်ပြီးတော်တယ်သွားတွေ့သမျှလူတွေကိုဖမ်းလက်ချောင်းတွေကိုဖြတ်ယူပြီးတော့လယ်ဘင်းမှာကျိုးနဲ့တီးပြီးဆွဲထားတယ်။အဲ့ဒီအချိန်ကစပြီးသူ့ကိုအင်္ဂုလိမာလလက်ညှိုးပန်းရှိသူလို့ခေါ်ကြတော့တယ်။သူဟာအားလဲကောင်းအပြေးလဲတန်သူမို့ဘယ်သူမှသူ့ကိုမလိုက်နိုင်ဘူးပေါ့။ဒါကြောင့်ပုံနယ်တွေလည်းမသွားဝန်းကြအလုံမလုံဝန်းကြနဲ့ရွာတွေပြက်ပြီးထွက်ပြေးကြရတော့တယ်။ဒါနဲ့တိုင်းသူပြည်သားတွေဟာအင်္ဂုလိမာလရဲ့ရန်ကိုကြောက်ကြလို့ဘရင်နန်းတော်မှာသွားပြီးអော်ကြတော့တယ်။ကောသလမင်းကြီးလည်းမနေသာတော့ပဲစစ်တပ်ကြီးနဲ့ထွက်လာတော့တာပေါ့ရှင်။အင်္ဂုလိမာလရဲ့အမေကြီးဟာရှင်မင်းကိုယ်တိုင်ထွက်ဖမ်းတော့အော်ငါသားလေးတော့တည်တော့မှာပဲလို့ဆိုရင်ပြီးတောထဲကိုသွားတယ်ပြီးတော့သားရီရှင်မင်းကိုယ်တိုင်ထွက်လာပြီငါသားလွတ်အောင်ပြေးပြီတော့လို့ကြောကြောအော်ရှာတဲ့အခါမှာအင်္ဂုလိမာလလည်းလက်ချောင်းတစ်ချောင်းလေးသာလိုတော့တာမဟုတ်အမေကိုတတ်ပြီးလက်ချောင်းဖြတ်ဖို့အတင်းလိုက်ပါတော့တယ်ရှင်ဘုရားမြတ်စွာကြွလာမမောင်းတာရရတာတရားရည်ဤတိတ်တွေတန်လျက်ကိုလာမြေမှာချတော့တာယဟန်ဖြစ်တော့တွင်ရဆေပြလက်မခိုင်ရဤကိပိကုခေါ်ကယဟန်ဖြစ်လေရဘုရားပေါလာအမှားမြောက်ပါတေးစဉ်ဆန္ဒပမတရားနောက်ကရကောင်းလိုက်ရှာမေတ္တာစေရနာဆောင်းနေနဲ့အောင်ရဲ့စရုပ်ထားဒီအခါမြတ်စွာဘုရားကမြင်တော်မူလို့တကိုးတော်နဲ့ကြွလာပြီးအမေနဲ့အင်္ဂုလိမာလကြားမှာရပ်တော်မူလိုက်တဲ့ဆိုရင်ပဲအင်္ဂုလိမာလဟာအမေကိုလွတ်ပြီးဖះကိုလိုက်တော့တာပေါ့သူဘလောက်ပဲလိုက်လိုက်ဖះရဲ့တကိုးတော်နဲ့အနားကိုမရောက်နိုင်တဲ့အခါမှာအင်္ဂုလိမာလကယဟန်ကြီးရက်အောင်လို့អော်တော့ဖះကအင်္ဂုလိမာလငါရက်နေတယ်သင်သာမရက်ဖဲပြေးနေတာငါမှတန်တရားကြီးသွားစရာမရှိတော့ဘူးဒါကြောင့်ငါရက်နေတယ်လို့မိန့်တော်မူတယ်ဒီတော့မှအင်္ဂုလိမာလဟာသတိတရားရလို့ယဟန်အဖြစ်တောင်းပန်တော့တာမို့ဘုရားရှင်ကအေဟိဘိက္ခုခေါ်တော်မူချက်အရယဟန်ပြုပြီးဘုရားနောက်ကလိုက်ပါသွားပါတော့တယ်တနေ့တော့အခါအင်္ဂုလိမာလဆွမ်းခံကြွတော့လူတွေကဥခဲတွေနဲ့ပေါက်ကြပြစ်ကြခတ်ကြပေမဲ့စိတ်ဆိုးတဲ့ဒေါသမာနမရှိတော့ဘူးတဲ့တနေ့ဆွမ်းခံသွားရင်
သားမပွားနိုင်တဲ့မိမတယောက်ကိုတွေ့ခဲ့ရလို့ဂယုဏဖြစ်ပြီးဖျားရှင်ကိုလျှောက်ထားတဲ့အခါမှာဖျားကထိုမိမထံသွားပြီးရတောဟံပကိနိစသဖြင့်တစ္ဆာဆိုဖို့သင်တော်မူလိုက်တဲ့အတိုင်းအင်္ဂုလိမာလသွားရောက်ရွတ်ဆိုလို့ကိုဝန်ဟာချက်ချင်းပဲလွယ်ကူစွာဖွားမြင်နိုင်ပြီးဒီအချက်ကိုထောက်ထားလို့သုတိနာဂဗဝုဋ္ဌာနံလို့အင်္ဂုလိမာလတုတ်မှဆိုခဲ့ပါတယ်အင်္ဂုလိမာလထေကိုမြင်ကြရင်လူတွေဟာကြောက်ရွံ့ထွက်ပြေးကြလို့ဆုံးခက်ခဲပြီးတရားအားမထုတ်နိုင်ရှိရတဲ့အတွက်ဖျားရှင်ကသစ္စာပြုခိုင်းခြင်းဖြစ်ပါတော့တယ်ရှင်မြတ်စွာဘုရားပွင့်တော်မူတဲ့အချိန်မှာဒိဋ္ဌိတွေကိုလူမဲ့သူဆွန်းလောင်းမဲ့သူသိမရှိတော့တဲ့အတွက်သူတို့မှလက်လာပါနေလာကြတယ်။ဒါနဲ့သူတို့တွေစည်းဝေးကြပြီးမြတ်စွာဘုရားဂုံပြည့်ရှက်ရအောင်လို့စိန်စမာနာဆိုတဲ့အလှမဲပြပိုက်မလေးကိုတာဝန်ပေးကြတော့တယ်။စိန်စမာနာဟာညနေမိုးချုပ်ရင်ဇေရဝံကျောင်းဘက်ကိုသွားကျောင်းတော်နာကဒိဋ္ဌိလေးစီမှာအိတ်တယ်။နတ်နဲ့မိုးလင်းတော့ထပြီးပြန်လာတဲ့အခါမြို့ရင်းကလူတွေကမေးရင်ဇေရဝံကျောင်းမှာယဟန်ကြီးဂေါရမနဲ့အတူအိတ်ပြီးပြန်လာတယ်လို့ပြောပါတော့တယ်။ဒီလိုနဲ့လာပေါင်းတော်တော်ကြာတော့ဘိုက်ကိုပြင်ကျက်တင်နဲ့ကပ်အပေါ်ကအဝတ်တွေနဲ့ပတ်ပြီးပရိသေအရက်မှာရှိတဲ့အယောင်ဆောင်ပြီးတော့မြတ်စွာဘုရားတရားဟောကြားနေတော့ပိဋကဘုံဘုံကြားတဲ့ဝင်ပြီးရှင်ဂေါရမသင်ကတော့လူတွေတယုံယုံနဲ့ပြောနေတာပဲကျုပ်မှာတော့ရှင်းနေရတဲ့ကလေးကိုဘယ်မှမွေးရမှမသိဘူးမွေးဖွားဖို့နေရာကလေးများကြည့်လို့ပေးပါအောင်လို့အော်ပြောလို့လူတချို့ကသူပြောတာကိုယုံပြီးသူ့ကိုတနာကြတယ်ဖះကိုလည်းထင်အောင်ထင်မှားဖြစ်ကုန်ကြတာပေါ့မြတ်စွာဘုရားကတော့ထူးထူးထွေထွေမပြောတော့ပဲမေတ္တာကရုဏာပွားပြီးတော့နေလိုက်တယ်ဒီတော့တရားမင်းကနတ်သားတွေကိုဖြည့်ရှင်းမှုလွတ်လိုက်တယ်ဆိုရင်ပဲနတ်တွေက
ကျွတ်တေအယောင်ဖန်ဆင်းပြီးပြင်ကျက်တွေကိုချီတဲ့ကျိုးတွေကိုကြပြိုင်နဲ့ကြိုက်ဖြတ်လိုက်တော့ပြင်ကျက်တွေပြုတ်ကျပြီးခြေချောင်းတွေဖြစ်ကုန်ကြတယ်ဒီတော့သူ့အလိန်ကြီးပေါ်လို့လူတွေကမောင်းထုတ်ကြတာပေါ့ဇေရဝန်ကျောင်းတော်ရဲ့မလှမ်းမကမ်းနေရာလဲရောက်ရောအဝီစီငရဲကြီးကမီးတော့မီးလျံနေတက်လာပြီးသူ့ကိုရစ်ပတ်ယူသွားလို့မြေမျိုးပြီးငရဲမှာခန်းနေရရှာတော့တယ်မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတော်တွေကတော့စတဲ့တဘိုးတိုးလို့ပြီးတတ်တဲ့ရဲ့ကြီးညိုသရာစိတ်တွေဟာလည်းတိုးတက်ပွားများလာရပါတော့တယ်ရှင်ပရပိုက်တယောက်နဲ့ပရပိုက်မတယောက်တို့ဟာအယူဝါဒပြိုင်ကြတယ်အချင်းချင်းတူးနေကြတော့ဘယ်သူမှနိုင်မရကြပါဘူးဒါနဲ့ဝေသာလီမင်းတွေကသူတို့နှစ်ယောက်ကိုပေးစားပြီးတော့ထောက်ပံ့ထားကြပါတယ်ဒီလိုနဲ့သူတို့မှာသမီးလေးယောက်နဲ့သားတစ်ယောက်ပွားမြင်တဲ့အခါမှာသားသမီးတွေဟာအမိဘက်ကရောအဖဘက်ကပါဝါရတစ်ထောင်စီတက်ကြတယ်ဒါနဲ့သမီးလေးယောက်ကိုဇိုရီပါကျွန်းမှာရှောက်ပြီးဝါရပြိုင်ကြသမီးတို့ကိုနိုင်အောင်ပြောနိုင်တဲ့သူဟာလူဖြစ်ရင်သူ့ကိုအလုပ်အကျွေးပြုကြယဟန်ဖြစ်ခဲ့ရင်သူ့လက်အောက်မှာပဲယဟန်ပြုပြီးတရားအားထုတ်ကြလို့မှားလိုက်တယ်သူတို့ရှောက်ပြီးဝါရပြိုင်ရတာအမြဲပဲအနိုင်ရကြတယ်နောက်ဆုံးရှင်သာရိပုတ္တရာနဲ့ပြိုင်တော့မှယဟန်ပြုကြပြီးတရားအားထုတ်ကြတာနဲ့ယဟန်သားတွေဒီဖြစ်ကုန်ကြတော့တယ်ရှင်အငယ်ဆုံးသားဖြစ်တဲ့သစ္စကပရပိုက်မန်တိုက်မိုက်မှာတရားကိုယ်တော်ပြုပြိုင်ပြီးတော့စကနိုင်လူပြအနတ္တကိုအတ္တပဲလို့ဆွဲမြဲငင်းပြန်လာပရမေမြတ်စွာဘုနာသေးခြင်းကိုဒါနိုင်
မသွားပဲလေးစုံမင်းသားတွေကိုပညာသင်ပေးရတယ်တနေ့တော့ယဟန်တစ်ပါးနဲ့တွေ့လို့ကိုတော်တို့ဆရာဂေါရမဘုရားကဘယ်လိုတရားများဟောသလဲလို့မေးပါတယ်ပြန်ပြောတော့ဘယ်ဟုတ်မလဲဂေါရမတော့အယူအဆတွေလွဲနေပြီငါနဲ့သာပြိုင်ပြောရင်တော့ဂေါရမခြားခြားလဲသွားမှာပဲဆိုပြီးသူ့တပည့်မင်းသားတွေကိုလာကြဟေ့ငါဂေါရမနဲ့ဝါရသွားပြိုင်မယ်လို့ဆိုပြီးဘုရားစီကိုသွားကြတော့တယ်ဘုရားထံရောက်တော့ဂေါရမဘယ်လိုတရားများဟောသလဲလို့မေးတယ်ယုံနံတရားတွေဟာမစိုးမပိုင်တဲ့အနတ္တတရားပဲလို့ဟောကြောင်းဘုရားရှင်ကရှင်းပြတော့ဟာဒါဟာမဖြစ်နိုင်ဘူးလူတွေဟာမြေကြီးပေါ်မှာရပ်တည်ပြီးအလုတ်လုတ်ကြသလိုကိုယ်ပိုင်ဆိုင်တဲ့အတ္တပေါ်မှာမှီပြီးကောင်းမှုမကောင်းမှုကိုလုပ်ကြရတာပဲပိုင်ဆိုင်တဲ့အတ္တခန္ဓာမရှိရင်ဒီလိုလုပ်လို့ဘယ်ရမလဲလို့သစ္စကပရပိုက်ကပြန်ပြောပါတယ်ဒီတော့မြတ်စွာဘုရားကသင်ခန္ဓာကိုယ်ကိုပိုင်နေအစိုးရတယ်ဆိုရင်မအိုအောင်မနာအောင်မသေးအောင်လုပ်လို့ရပါမလားလို့မေးလိုက်တဲ့အခါမှာသစ္စကပရပိုက်ကြီးဟာကိုယ်စကားနဲ့ကိုမိပြီးငေးမိုင်နေတယ်ဘုရားကထပ်မေးတော့လဲမပြေတော့ဘူးတဲ့အဲ့ဒီတော့မှတရားမင်းကဘလူးကြီးတရံဟန်ဆောင်ပြီးဖြေပါမဖြေရင်တန်တင်းမုတ်ကြီးနဲ့ခေါင်းကိုရိုက်ခွဲလိုက်မယ်လို့ဆိုတော့မှဟုတ်ပါတယ်အတ္တမဟုတ်ပါဘူးအနတ္တပါပဲလို့ဝန်ခံရရှာတော့တယ်သစ္စကပရပိုက်ကြီးဟာသတိတရားရပြီးမြတ်စွာဘုရားနဲ့တကွတန်ဃာတော်တွေကိုစွန့်စားဖိတ်တယ်သူ့တပည့်တွေကိုလည်းမနှက်ပန်ကြရင်မြတ်စွာဘုရားနဲ့တကွတန်ဃာတော်တွေကိုဆွန့်လုပ်ကြွေးရအောင်ဆွန့်တဆုပ်စီယူခဲ့ကြပါလို့ပြောပြီးပြန်သွားကြပါတော့ရှင်အငယ်ဆုံးသားဖြစ်တဲ့သစ္စကပရပိုက်မန္တိုက်အမိုက်မှာဘုရားကိုသာသူပြိုင်ပြီးတော့ငကနိုင်လို့ရအနတ္တကိုအတ္တပဲလို့ဆွဲမြဲညင်မြန်တာပရမေမြတ်စွာကဘုနာသေးခြင်းကိုသာနိုင်ပါမလားမေးပြန်ရသစ္စကမပြေတာလက်မိုင်းချလို့သာဒေဝတရားမင်းကဘလူးပန်စေချင်းထောက်မှာမန်လျှော့လာဆောင်းနေနဲ့အောင်ရင်သတ္တမဝါဟိုရခင်ပြေရောခါနန်းတော့ပနန်းတာတကူမကြည့်တဲ့ငါမင်းကြီးမှာပျော်ပွဲစားရန်အတွက်စီမံနေစဉ်အခါမြတ်စွာဘုရားနဲ့ယဟန္တာ900သူတို့ကောင်းကြော်ဖြတ်လို့သာတာဝရိန္ဒာနတ်ပြည်တဲ့သူကြွကြလို့သာဒေါသပြင်းသောငကမင်းမခံနိုင်ဖြစ်ပါမအောင်လွှာရန်ဆုံးမှာတရားမေကနန္ဒောပနန္ဒနဂမနန္ဒောပနန္ဒနဂမေကြီးမောတကူနဲ့ခံလဲကမြင့်မို့တောင်းလို့ကိုယ်နှဖတ်ဖတ်လို့ကွယ်ထားတာသူမလို့တမယဟန်တွေကမြတ်ဘုရားကိုအဘယ်ကြောင်းရောက်တာဘယ်ကြောင်းရောက်တာမြင့်မို့တောင်းကွယ်လေးကလေးတို့မေးလျှောက်ကြရမေးလျှောက်တဲ့အခါจิตတော်ဝိကဝေအိုယဟန်တို့နန္ဒောပနန္ဒသူနာကွယ်ထားတာအခါတော်မှာနန္ဒောပနန္ဒလို့ခေါ်တဲ့နဂါးကြီးဟာအကြီးအကျယ်ပျော်ဝဲစားဖို့စီမံနေကြိုက်မှာမြတ်ဘုရားကသူ့ကိုချွတ်ရအောင်နောက်ပါယဟန်900နဲ့အတူသူတို့ရဲ့ခေါင်းပေါ်ကဖြတ်ပြီးတော့တာဝရိန္ဒာနတ်ပြည်ဘက်ကိုကြွတော်မူပါတယ်အဲ့ဒါကိုမြင်တော့နဂါးကြီးကဒေါသထွက်ပြီးဒီယဟန်နေဟာတို့ခေါင်းပေါ်ကဖြတ်ပြီး
တာဝရိန်သာဘက်ကိုဝင်လိုက်ထွက်လိုက်လုပ်နေကြတယ်တာဝရိန်သာကိုမမြင်ရအောင်ငါလှုပ်ထားလိုက်မယ်ဆိုပြီးသူ့ရဲ့ကိုယ်ကိုအကြီးကြီးဖန်ဆင်းပြီးတော့မြင့်မို့တောင်ကိုခုနှစ်ပတ်ပတ်ပြီးတောင်ထိပ်ကိုပပြင်းကြီးနဲ့ပုံမိုးထားလိုက်ပါတယ်ဒီတော့ယဟန်တွေကမြတ်စွာဘုရားတပည့်တော်တို့ဟာခါတိုင်းဒီနေရာကိုရောက်ရင်မြင့်မို့တောင်ကိုမြင်ကြရပါတယ်ခုတော့ဘာဖြစ်လို့မမြင်ရပါသလဲလို့မေးလျှောက်တဲ့အခါမြတ်စွာဘုရားကအိုးချစ်သားတို့နန္ဒောပနန္ဒနဂါးကြီးဟာတို့ကိုစိတ်ဆိုးပြီးမြင့်မို့တောင်ကိုရစ်ပတ်ဖုံးကွယ်ထားတယ်ဒါကြောင့်မမြင်ရတာပါလို့မိန့်တော်မူပါတယ်ဒီအခါလက်ဝဲတော်ရန်ဖြစ်တဲ့ရှင်မဟာမောက္ကလန်ကနဂါးတဲ့ကြီးတဲ့ကိုကိုဖန်ဆင်းပြီးတော့နဂါးကြီးရဲ့အပေါ်ကနေ14ပတ်ပတ်ပြီးညှစ်ထားလိုက်တော့တယ်နဂါးကြီးကအဖိုးလျံလေးလွတ်ပေမဲ့ရှင်မဟာမောက္ကလန်ကိုမထိဘူးရှင်မဟာမောက္ကလန်ကလွတ်တဲ့အဖိုးလျံလေးကသာနဂါးကြီးကိုထိတယ်ဒီတော့နဂါးကြီးကိုတကိုးအမျိုးမျိုးဖန်ဆင်းပြလိုက်ပါတယ်ရှင်မဟာမောက္ကလန်မထေရမြတ်သည်နဂါယံကိုဆုံးမရအတွက်သူရဲ့ကြီးတဲ့နဂါမင်းတရံဟာမင်းတို့ရစ်ပတ်လေသောအခါနန္ဒောပနန္ဒအာမတန်ကိုချဘယ်သူမှမတတ်နိုင်ရှာအရှုံးပေးကဖုံးရိပ်ပါဥခိုက်ပါလို့ဆောင်းနေတဲ့အောင်ရဲ့တတ္တမပါရှင်မောက္ကလန်ကဂလုံကြီးအောင်ဖန်ဆင်းပြီးနဂါးကြီးကိုလိုက်တော့မှနဂါးကြီးကကြောက်လန့်ပြီးတပည့်တော်ကြောက်ပါပြီဗျာအရှင်ဘုရားကိုကိုးကွယ်ပါတော့မယ်လို့ပြောပါတယ်ဒီတော့မှရှင်မောက္ကလန်ကလာခဲ့ဆိုပြီးမြတ်စွာဘုရားစီကိုခေါ်သွားတော့မှမြတ်စွာဘုရားကိုရှ िख ိုးပူဇော်ပါတယ်ဒုက္ခမှာမြတ်စွာဘုရားကမေတ္တာကရုဏာတော်ကြီးမားစွာနဲ့အောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်ရှင်ရှင်မဟာမောက္ကလန်မထေရမြတ်သည်နဂါယံကိုဆုံးမရအတွက်သူရဲ့ကြီးတဲ့နဂါမင်းတရံဟာဇင်းတို့ရစ်ပတ်လေသောအခါနန္ဒောပနန္ဒအာမတန်ကိုချဘယ်သူမှမတတ်နိုင်ရှာအရှုံးပေးကဖုံးရိပ်ပါဥခိုက်ပါလို့ဆောင်းနေတဲ့အောင်ရဲ့တတ္တမဆိုရဲမြမကြီးကယူဆလွဲမှာစွာကိုအထင်ကြီးကမြဲတဲ့ဘဝမလို့သာသူဒီပြောပိုက်စွာရဖျားဗုဒ္ဓကြွလန်းကသူအားချွရင်လားဆွေကိုဓမ္မတင်ရောက်လာကျွန်ုပ်တို့ဘုံဒီကအိုခြင်းနာခြင်းသိခြင်းမရှိပါအကောင်းဆုံးလို့သူပြောလေတော့ဘုရားဟာဥက္ကဋ္ဌမြို့မှာသတင်းသုံးနေတော်မူခြင်းဖြစ်ပါတယ်။အဲဒီအချိန်မှာပကဗြဟ္မာကြီးတွေရဲ့အယူမှားပြီးအထင်ကြီးနေတဲ့စိတ်ကိုသိတော့ဥက္ကဋ္ဌမြို့ကကိုရောင်ကြောက်ပြီးဗြဟ္မာပြည်မှာသွားပေါ်တဲ့အခါမှာဗြဟ္မာကြီးတွေကကျွန်ုပ်တို့ရဲ့ဘုံဘဝဟာမြဲတယ်။ပိုခြင်းနာခြင်းသိခြင်းလည်းမရှိဘူး။အကောင်းဆုံးပဲလို့စီးပြီးပြောလိုက်တယ်။ဒီတော့မြတ်စွာဘုရားကအချင်းပကဗြဟ္မာမမြဲပဲနဲ့မြဲတယ်လို့ပြောနေတယ်ဒီ
ဒီဗြဟ္မဘုံဘဝတဲ့ကောင်းတာတွေရှိရသားနဲ့ဒီဘုံဘဝကိုအကောင်းဆုံးလို့ပြောနေပါလားလို့မိန့်တော်မူတဲ့အခါဗြဟ္မာကြီးတွေကကျွန်ုပ်တို့ရဲ့တကိုးကိုသိကျင်ရင်ကြည့်နေပါသင်မမြင်အောင်ကိုယ်ရောင်ဖြောက်လိုက်မယ်လို့ဆိုတယ်ဒီတော့မြတ်စွာဘုရားကဖြောက်နိုင်ရင်ဖြောက်စမ်းလို့ပြောတော့ကိုယ်ရောင်ဖြောက်လိုက်မယ်လို့ပြောနေပေမဲ့ဖြောက်လို့မရပါဘူးမြတ်စွာဘုရားကပကဗြဟ္မာကြီးကိုဖြောက်လို့မရအောင်တကိုးနဲ့တားထားလိုက်ပါတယ်ပကဗြဟ္မာကြီးဒီမှာကြည့်ပါငါဖယားကိုရောင်ဖြောက်လိုက်မယ်ဆိုပြီးဖြောက်လိုက်တာကိုရောင်ကြောက်သွားတဲ့အတွက်ဗြဟ္မာကြီးတွေလည်းမမြင်ကြရတော့ဘူးပေါ့အဲ့ဒီတော့မှမြတ်စွာဘုရားကငါအတန်ကိုသာကြားစေလို့အဋိဌံပြုပြီးတော့ဘဝေဝဟံဗယံဒိတဝါဘုံဘဝဆိုတာဘေးရမယ်ဘယ်ဘဝမှငါမစွဲလို့ခေါ်လိုက်တယ်ဒီတော့မှဗြဟ္မာကြီးတွေကတော်တော်တကူကြီးရဲ့မြတ်စွာဘုရားပါလားလို့အံ့ဩချီးမွမ်းဥခိုက်ကြပါတော့တယ်ရှင်